ရင်းမာပင်ပလဲနှင့်ကနီမြို့နယ်တို့ကိုစစ်တပ်ကအင်အားလုံးရင်းဖြင့်စစ်ကြောင်းထိုးလာ၍ကြေးရွာ30ကျော်မှတောင်းနှင့်ချီသောပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာများလိုအပ်နေစကိုင်းတိုင်းရင်းမာပင်မြို့နယ်နှင့်ပလဲမြို့နယ်အစရှိကြေးရွာများကိုအကြမ်းဖက်စစ်တပ်ကအင်အားလုံးရင်းဖြင့်စစ်ကြောင်းထိုးဝင်ရောက်နေ၍ကြေးရွာ20ကျော်မှတောင်းနှင့်ချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ယနေ့ဧပြီလ28ရက်နေ့တွင်စင်ဆွယ်ကြေးရွာအတွင်းရောက်ရှိနေသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်အနောက်ဘက်ရှိမင်းမကုန်းကြေးရွာအတွင်းစစ်ကြောင်းထိုးဝင်ရောက်ကာအနောက်မြောက်ဘက်ရှိငါးနန်းအထက်ရွာငါးနန်းအောက်ရွာနှင့်မောက်လုရွာများကိုဆက်လက်စစ်ကြောင်းထိုးနေကြောင်းလက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်အင်အား900ကျော်ခန့်ရှိကြောင်းသိရသည်ထို့ပြင်ရင်းမာပင်မြို့နယ်မြောက်ပိုင်းတွင်လည်းအင်အား900ခန့်ပါစစ်ကြောင်းသည်ဧပြီလ29ရက်နေ့ညပိုင်းတွင်တရော်ချင်းကြေးရွာအတွင်းညအိတ်တက်ဆွဲခဲ့ပြီးယနေ့ဧပြီလ28ရက်နေ့နံနက်ပိုင်း၌စစ်ကြောင်းနှစ်ခုခွဲကာတရော်ချင်းရွာမှချောင်းရိုးအတိုင်းအနောက်တောင်ဘက်ရှိဝါစိမ်းတောင်ဘက်ကိုစစ်ကြောင်းထိုးနေကြောင်းသိရသည်ထို့သောအကြမ်းဖက်စစ်တပ်ကအင်အားလုံးရင်းဖြင့်စစ်ကြောင်းထိုးနေခြင်းသည်ချင်းနှင့်ရခိုင်ပြည်နယ်ဘက်သို့ဖြတ်တန်းသွားလာနေသောဆက်သွယ်ရေးလမ်းကြောင်းများနှင့်လောင်စာဆီပို့ဆောင်သည့်လမ်းကြောင်းများကိုပိတ်ဆို့ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေခြင်းဖြစ်ကြောင်းဒေသသတင်းရင်းမြစ်များကသုံးသပ်ပြောဆိုသည်မုံရွာကလေးလမ်းမကြီးဗန်ပွေးပြူစောထီရွာကနေတရော်ချင်းရွာနဲ့အနောက်တောင်ဘက်ကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်ကြောင်းတွေကကဏီကနေလာတဲ့ဆက်သွယ်ရေးလမ်းကြောင်းကိုပိတ်ဆို့ခြင်းတဲ့သဘောဖြစ်မယ်လို့သုံးသပ်မိတယ်။အဲ့လမ်းကကချင်ဘက်ကနေစကိုင်းတိုင်းဖြတ်ကူးပြီးရခိုင်နဲ့ချင်းပြည်နယ်ဘက်ဖြတ်တန်းသွားလာနေတဲ့လမ်းကြောင်းဖြစ်နေတာနောက်ပြီးအခြားအထက်ပိုင်းကိုလောင်စာဆီပို့နေတဲ့လမ်းကြောင်းတွေကိုပိတ်ဆို့ထိန်းချုပ်ခြင်းတဲ့အနေထားပါစစ်ဆောင်နေရတာကတော့အရင်ရက်ပြောထားတဲ့ကြေးရွာတွေအပြင်ရင်းမာပင်နယ်မြောက်ပိုင်းကကြေးရွာတွေပါစစ်ပေးရှောင်နေကြရတယ်